ပြောဖို့တော့မတန်ဘူးပြောသင့်နေတာတော့ကြာပြီဒီနေ့ပြောမယ်ကိုမပြောလဲသူများပြောနေတာပဲဆိုနေနေတာပဲမဲ့ထပ်ပြီးပြောပေးမှရမှာပေါ့များပါပြီဗျခင်ဗျားတို့ဒီအန်ယူဂျီမှာပြောင်းလို့မရရွှေ့လို့မရယာထူးချင်းလို့မရဖြစ်နေတဲ့ဟာတွေကိုအမားဝမခံဘဲနဲ့ညင်းနေတာမထောက်ပြရင်ပါဇက်ကထွက်လာတာကဒလန်ဆွဆွဲမယ်ဒါအဖြစ်မဟုတ်ဘူးပြောလိုက်ဟိုဘာကျွန်တော်တို့တအားယုံမုန်းတဲ့ရန်သူမအလားဘောမတွေပြောတာတော့မှကျွန်တော်တို့ကခံရပြီဗျခင်ဗျားတို့လုပ်ပုံရှင်တို့ရဲ့ဆွဆွဲနေတဲ့ကျမတို့ဘက်ကဆီယနာရှင်ဆိုတဲ့ရှင်တို့စစိတ်စိုးကြီးတက်ထားတဲ့အစိုးရကကိုကျော်မျိုးမင်းကိုအေးရည်ကြောင်းတို့အိမ်မှာသူရှိနေတယ်ဒါဆိုရင်ဒီမိုကရေစီဆိုတဲ့ခင်ဗျားတို့ဆိုရဘယ်လိုစုံစမ်းစစ်ဆေးပြပေးလိုက်တယ်လဲကျမမေးမယ်ဖြေရတဲ့လူရှိရင်ရှေ့ထွက်ခဲ့ကျမစိန်ခေါ်တယ်စကိုင်းလိုကယ် PDF ငိမ့်ချမ်းနိုင်တဲ့အဖွဲ့ကို NUG ကပြန်ဖမ်းသွားတယ်အခုဘယ်မှာလဲမင်းကင်းက CDN စေးရုံအုပ်ကြီးဒေါက်တာခင်သူလင်းကိုခင်ဗျားတို့ NUG ကယောက်ျားကြီးတွေဒါမှတနက်တွေကင်ပြီးမိမသားတဲ့ကိုအနိုင်ကျင့်ဖမ်းဆီးသွားခဲ့တယ်ဒေါက်တာခင်သူလင်းဘယ်မှာလဲငွေ3,000စည်ရင်မရှင်းလို့ဆိုပြီးဒေါက်တာခင်သူလင်းကိုဖမ်းသွားတယ်ဒါဆိုရင် CRPA အောင်ကြည်ညို့ရဲ့တမတ်အောင်မြတ်သူကရမပင် PDF အတွက်လက်နက်တွေဝယ်ပေးမယ်ဆိုပြီးစင်ကာပူဒေါ်လာ9,000ပေါ်တင်ကြီးခိုးစားသွားတဲ့ခုချခင်ဗျားတို့ဘာကြောင့်မဖမ်းတာလဲမင်းကင်း CDN စေးရုံပွားနဲ့ CDN လို့ PDF တွေကိုစေးကူနေတဲ့ဒေါက်တာခင်သူလွင်ကြတော့ငွေ3,000စည်ရင်မရှင်းလို့ခင်ဗျားတို့ဖမ်းတယ်ဒါဆိုရင် CRPA ကအောင်ကြည်ညို့ရဲ့တမတ်အောင်မြတ်သူကရမပင် PDF အတွက်လက်နက်ဝယ်ပေးမယ်ဆိုပြီးစင်ကာပူဒေါ်လာ9,000ခိုးစားသွားတယ်ဘာကြောင့်မဖမ်းတာလဲပြောတော့ဒီမိုကရေစီဆိုရဆိုတရားမျှတမှုပဲမှာလေကျမကရင်ကြဲလူလိုမေးတဲ့အတွက်ရှင်တို့ကလည်းရင်ကြဲလူလိုပြန်ဖြေပေးဖို့လိုတယ်ရှင်တို့ရဲ့ဆွဲနေတဲ့ကျမတို့ဘက်ကဆီယနာရှင်ဆိုတဲ့ရှင်တို့စစိတ်စိုးကြီးတက်ထားတဲ့အစိုးရကကိုကျော်မျိုးမင်းကိုအေးရည်ကြောင်းတို့အိမ်မှာသူရှိနေတယ်ဒါဆိုရင်ဒီမိုကရေစီဆိုတဲ့ခင်ဗျားတို့ဆိုရဘယ်လိုစုံစမ်းစစ်ဆေးပြပေးလိုက်တယ်လဲကျမမေးမယ်ဖြေရတဲ့လူရှိရင်ရှေ့ထွက်ခဲ့ကျမစိန်ခေါ်တယ်စကိုင်းလိုကယ် PDF ငိမ့်ချမ်းနိုင်တဲ့အဖွဲ့ကို NUG ကပြန်ဖမ်းသွားတယ်အခုဘယ်မှာလဲမင်းကင်းက CDN စေးရုံအုပ်ကြီးဒေါက်တာခင်သူလင်းကိုခင်ဗျားတို့ NUG ကယောက်ျားကြီးတွေဒါမှတနက်တွေကင်ပြီးမိမသားတဲ့ကိုအနိုင်ကျင့်ဖမ်းဆီးသွားခဲ့တယ်ဒေါက်တာခင်သူလင်းဘယ်မှာလဲငွေ3,000စည်ရင်မရှင်းလို့ဆိုပြီးဒေါက်တာခင်သူလင်းကိုဖမ်းသွားတယ်ဒါဆိုရင် CRPA အောင်ကြည်ညို့ရဲ့တမတ်အောင်မြတ်သူကရမပင် PDF အတွက်လက်နက်တွေဝယ်ပေးမယ်ဆိုပြီးစင်ကာပူဒေါ်လာ9,000ပေါ်တင်ကြီးခိုးစားသွားတဲ့ခုချခင်ဗျားတို့ဘာကြောင့်မဖမ်းတာလဲမင်းကင်း CDN စေးရုံပွားနဲ့ CDN လို့ PDF တွေကိုစေးကူနေတဲ့ဒေါက်တာခင်သူလွင်ကြတော့ငွေ3,000စည်ရင်မရှင်းလို့ခင်ဗျားတို့ဖမ်းတယ်ဒါဆိုရင် CRPA ကအောင်ကြည်ညို့ရဲ့တမတ်အောင်မြတ်သူကရမပင် PDF အတွက်လက်နက်ဝယ်ပေးမယ်ဆိုပြီးစင်ကာပူဒေါ်လာ9,000ခိုးစားသွားတယ်ဘာကြောင့်မဖမ်းတာလဲပြောတော့ဒီမိုကရေစီဆိုရဆိုတရားမျှတမှုပဲမှာလေကျမကရင်ကြဲလူလိုမေးတဲ့အတွက်ရှင်တို့ကလည်းရင်ကြဲလူလိုပြန်ဖြေပေးဖို့လိုတယ်ဒီကောင်မအကျုပ်ကလေးစကားပြောရမှာလေဒီကောင်မတွေ့စီအောင်ဆိုပြီးတော့ခဲရတာအခု तू ပြောတာကိုကျွန်တော်ပြန်ဖြေစရာစကားမရှိဘူးပြန်ညင်းစရာစကားလည်းမရှိဘူးခမရတို့အယူဂျီကလူတွေလောက်တာနဲ့ပဲကျွန်တော်တို့ခွေးဖြစ်ပြီဗျသူ့ကိုချိန်ထားတာပေါ်တင်ချိန်ထားတာတနေ့တွေ့မယ်လို့အခု तू ပြောပြီလေဘာစကားနဲ့ပြန်ပြန်ဗျခင်ဗျားတို့လွန်လုံးသွားပြီဗျဒီကအခုပြောပြဇတ်တူသားစားတယ်ဆိုတာအပြစ်ကြီးဆုံးပဲတရိษံပဲဇတ်တူသားစားတယ်သူ့အသားသူစားတယ်မသိလို့လူဆိုတာဇတ်တူသားမစားဘူးခင်ဗျားတို့အဲ့ဒီအယူကြီးကိုဘောမနေတဲ့ဘောငုံနေတဲ့လူတွေပါဒီစကားမှတ်ထားပါလူဆိုရင်ဇတ်တူသားမစားရဘူးခင်ဗျားတို့ဇတ်တူသားစားနေတယ်တိုက်ပြီးလောမြောက်ဖို့အတွက်တော်လန်နေတဲ့လူတွေချင်းချင်းသဘောထားမတူရနဲ့ပဲတက်လားဖြတ်လားဖမ်းလား
ခင်ဗျားတို့တဲ့ရုပ်မာတဲ့လူရှိအောင်မလားဗျအဆက်လည်းရှိကြပါဦးခင်ဗျားတို့ဆက်ပြီးတော့ဟို1 billion တို့ပါလို့မဲ့ရင်လည်းချားနေနဲ့မဲ့ပါဗျတိုင်းပြည်ကမျိုးဆက်တဲ့လူငယ်တွေကလေးတွေရဲ့ဘဝအနာဂတ်ကိုမဖျက်ဆီးပါနဲ့ဆက်ပြီးတော့ခင်ဗျားတို့ပြောရတာမတန်ပါဘူးဗျာတရိษံနဲ့နိုင်ရတာမှာတရိษံအာနာပါတယ်မနိုင်တော့ပါဘူးတရိษံနဲ့နိုင်မယ်တရိษံခင်ဗျားတို့တော့မယုံပါဘူးဗျအဆိုးဆုံးချက်ကတော့ဇက်တူသားစားတာပဲတော်လိုင်းသမားချင်းဘဝတူတွေချင်းခင်ဗျားတို့တတ်ချင်တတ်မယ်ဖမ်းရင်ဖမ်းမယ်ခင်ဗျားတို့လူစိတ်မှရှိရသေးလားခင်ဗျားတို့လူစိတ်မရှိဘူးလို့တတ်မှတ်ပြီးပြောမယ်ဆိုအဲ့ဒီမှာပါတဲ့လူအကုန်လုံးရောအဲ့ဒီမှာဘောမနေတဲ့ဘောငုံနေတဲ့လူတွေရောကျုပ်ကပြောတယ်ခင်ဗျားတို့မှလူစိတ်မရှိဘူးတိရစ္ဆာန်စိတ်ပဲရှိတယ်ဘာမို့လဲမပုတုပြောရတော့ခံရပြီကျုပ်တို့ခွေးမျိုးတွေခွေးနဲ့နိုင်ခွေးနာတယ်ခွေးတိတ်ခါကြတယ်ခင်ဗျားတို့လွန်သွားပြီဗျငါခင်ဗျားတို့မကြပါဘူးခင်ဗျားတို့ရိတ်ခင်ဗျားတို့နောက်ကိုလိုက်လာလိုက်